ပူရှက်ပြီးဖျားရင်ဘလို့ကုမလဲပြီးခဲ့တဲ့ဘက်ကကလေးကျောင်းစင်းချိန်စပင်းညက်ဆိုင်ခေါ်သွားပါတယ်ထုံးစံအတိုင်းထိကန်ရတာပြင်လို့ဒီတိုင်းနေဘူးတဲ့ထွက်လိုက်မိတယ်ကလေးတွေကိုတော့အုတ်ထုတ်ဆောင်ပေးပါတယ်စပင်းညက်ဆိုင်ကစောင့်ရမယ်ဆိုတာနဲ့ဘေးကမီနီမတ်တဲကိုဝင်လိုက်တဲ့အချိန်မှာအပူထဲကနေရုတ်တရက်ဖြစ်သွားတဲ့ခံစားချက်ကိုသိလိုက်ပါတယ်ထင်းတဲ့အတိုင်းပဲအိမ်ရောက်တာနဲ့လေပင်စနာပါတယ်ငါတော့ပူရှက်ပြီးလို့သိလိုက်ပြီးပါရာစီတမောစားတောက်ထားလိုက်ပါတယ်နောက်3ရက်လောက်ထိလေပင်နာပြီးချောင်းဆိုးနှာစီးပါတယ်ဆေးတောက်ပြီးရတဲ့လေပင်တဝိုက်မှာချွေးတွေအများကြီးထွက်ပါတယ်အေးပြန်ပတ်မှာဆိုလို့အင်ကြီးခဏလေးပေးရပါတယ်လေပင်နာအတွက်စားရည်နဲ့ပလုတ်ချင်းပေးရပါတယ်မနက်တစ်ခါညတစ်ခါကျင်းရပါမယ်လုံနိုင်တော့နေခင်းသမင်းစားပြီးချိန်မှာပါကျင်းပေးနိုင်ရင်ပိုကောင်းပါတယ်လေပင်နဲ့အပိုးတွေရှင်းသွားစေပါတယ်ချောင်းဆိုးအတွက် flea mask အခဲ3ချိန်တောက်ပါတယ်ပြီးတော့တနေ့ကုန်ပေါ့နော်လက်မန်ကိုလီးထားပြီးတော့ပလေးလီးထားပြီးရေနွေးနဲ့စိမ်ပြီးတောက်ပါတယ်နှာစီးအတွက်ကစီထရင်းကို2ချိန်တောက်ပေးပါတယ်နေရွက်နောက်နာနဲ့လေပင်ကိုလည်းပဲရုပ်စီလူအိမ်မှာအသက်ရှူချောင်ပြီးအိပ်ပျော်ပါတယ်လေးရဲမြောင်းနေမှာတော့ဗာမီတိုနှလုံးမှာထည့်တောက်လိုက်ပါတယ်မနက်ကိုလည်းနိုးတဲ့အချိန်မှပဲထားလိုက်တော့9နာရီလောက်အိပ်ပျော်သွားပါတယ်အဲ့ဒီကနိုးလာတော့တိတိတတ်တာပေါ့ပါသွားတယ်အဲ့တော့အေးဝအောင်အိပ်ဖို့အရေးကြီးတယ်ဆိုတာတတိယစီချင်ပါတယ်နေမကောင်းချိန်မှာကောင်းကောင်းနာပေးပါစားတော့ကိုလည်းကောင်းကောင်းစားပေးပါအရွက်နဲ့သားပြုတ်ကိုစီမပါပဲများများစားပေးလိုက်ပါတယ်စီကြောတွေကိုရှောင်ထားပါတယ်စီကြောနဲ့အချိုကိုမရှောင်လို့ရှိရင်ချောင်းဆိုးတာရက်ပိုပြီးတော့ကြာစေပါတယ်ပူရှက်တာကိုပေါ့လေးတော့သဘောမထားပါနဲ့နော်တပတ်လောက်ထိခံရပါတယ်ခုထိအောင်နှာခေါင်းတန်းမပြောက်သေးပါဘူးဒါတောင်ဖြစ်ချင်းစစ်တောက်ထားတာပါကလေးတွေပါဖျားကူမှာဆိုလို့စဖြစ်ကြတဲ့ကသူတို့ကိုဗိုက်တာမင်စီရေစုစေးကြိုးတိုက်ထားပါတယ်ပူမရှက်အောင်နေပူရဲသွားရင်ထီဆောင်မှာအုတ်ထုတ်ဆောင်မှာအပူတွေကအေးကန်းနဲ့ကိုတန်းမဝင်ပါနဲ့အပြင်ကပြန်လာရင်နားပြီးမှရေချိုးပါရေကိုပူတောက်ပေးပါဖြစ်ပြီဆိုရင်လည်းစောစောကုပေးပါနော်များများအိပ်ပါအလုံးကျန်းမာပျော်ရွှင်ကြပါစေ